သက်25နှစ်ကျော်လာပြီဆိုလို့ရှိရင်အိုမီရော်မူကတစ်ဖြည်းမဖိတ်ခေါ်ပဲနဲ့ရောက်ရှိလာတတ်ပါတယ်အသက်50အရွယ်မှာအရွယ်တင်နုပြိုကျမ်းမာစီရဲ့လှုပ်ဝက်ချက်လေး6ချက်ကိုပြောပြပေးပါမယ်စိတ်ဝင်စားတယ်ဆိုရင်ဒီဗီဒီယိုလေးကိုဆက်ပြီးချက်ကတော့ဘာလဲဆိုလို့ရှိရင်အရွယ်တင်နုပြိုစေတဲ့လှုပ်ဝက်ချက်နံပါတ်1ကနေရောင်တန်းကိုကာကွယ်တာပါနေရောင်တန်းကိုကာကွယ်တဲ့အမျိုးသမီးတွေကသူ့ရဲ့ UVA UVB ray တွေကအိုမီရော်မှုကိုဖြစ်စေတဲ့အတွက်ကြောင့်မလို့နေရောင်ခြည်တန်းကိုကာကွယ်ပါမနဲ့နေရောင်ခြည်နုလေးကိုခံတဲ့သူတွေကတော့ကိုယ့်ရဲ့အယိုးအစစ်ကိုတမာစေတဲ့အပြင်ဒီပေါ့နော်လိုအပ်တဲ့ဗိုက်တာမင်Dဓာတ်ကိုရရှိပါတယ်မနဲ့10နာရီကနေညနေ2နာရီအတွင်းမှာနေရောင်ခြည်ကိုဒဏ်ကိုခံလို့ရှိရင်အိုမီရော်မှုကိုဖြစ်ပေါ်စေပါတယ်တင်းတိမ်မှဲ့ကြောက်ဝက်ချန်တွေကိုဖြစ်ပေါ်စေတဲ့အတွက်ကြောင့်မလို့ဒီရဲ့နေရောင်ခြည်တန်မှာဖြစ်နေတဲ့သူတွေဆိုလို့ရှိရင်အပြင်ထွက်မယ်ဆိုရင်အမိုးအကာတွေဝစ်ပါပြီးလို့ရှိရင်တော့မျက်နှာကိုစမ်းခရင်တည်တည်ချာချာလိမ့်ဖို့အရန်ကိုအရေးကြီးပါတယ်အဲ့ဒါမှအရွယ်တင်နုပြိုစေတဲ့လှုပ်ဝက်ချက်တစ်ခုပါနံပါတ်1အချက်ကတော့ဘာလဲဆိုလို့ရှိရင်ရေဓာတ် moisturizer ရေဓာတ်ကိုပို့ပြီးတော့ကိုယ့်ရဲ့အသားရည်ကိုဖြည့်ပေးပါအသက်အရွယ်ကြီးလာတာနဲ့အများကိုယ့်ရဲ့ခန္ဓာကိုယ်ကရေဓာတ်ခန်းချောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ရေဓာတ်အများကြီးဖြည့်ပေးရမယ်ပေါ့မျက်နှာကိုလည်းမနဲ့ညာရေဓာတ်ပြည့်နေအောင်ဖြည့်ပေးရတယ်လို့ခန္ဓာကိုယ်အတွက်လည်းရေဓာတ်ဖြည့်ပေးရပါမယ်တစ်နေ့ကိုရေ3လီတာအထက်တောက်သုံးပေးရပါမယ်ရှင်တော့အချက်ကတော့ဘာလုပ်ပေးရမှာလဲဆိုရင်မနဲ့ညမျက်နှာကိုယ့်ရဲ့မျက်နှာလေးကိုတစ်ပေးပါမျက်နှာတစ်အပျော်စားလေးနဲ့တစ်ပေးဖို့ရအရန်ကိုအရေးကြီးတဲ့အချက်တစ်ခုအသားရည်လှပမှုနဲ့တင်းရင်းမှုအတွက်ကျန်းမာရေးကောင်းမှုအတွက်ကတော့နံပါတ်4အချက်ကဘာလုပ်ပေးတင်တယ်လဲဆိုလို့ရှိရင်လေ့ကျင့်ငန်းနိုင်ဝက်ခန့်လုပ်ပေးပါဥပမာလမ်းလေးဖြည်းဖြည်းရှောက်လိုက်တာပဲဖြစ်ဖြစ်ယောဂလေ့ကျင့်ငန်းကိုကြိုက်တဲ့လေ့ကျင့်ငန်းလေးကိုပြုလုပ်ပေးပါအဲ့ဒါကကိုယ့်ရဲ့ကျန်းမာရေးနဲ့အပြင်နေ့စဉ်နိုင်ဝက်ခန့်လုပ်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျန်းမာလှပတဲ့အသားရည်ကိုပိုင်ဆိုင်တဲ့အပြင်သွေးတိုးတို့စီးချိုတို့နှလုံးတို့အဲ့ဒီယောဂတွေကိုပါကြိုတင်ကာကွယ်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့လေ့ကျင့်ငန်းကိုပုံမှန်လုပ်ပေးတဲ့သူတွေကကျန်းမာလှပတဲ့သူတွေဖြစ်နေကျန်းမာလှပပြီးတော့တင်းရင်းတဲ့ခန္ဓာကိုယ်လေးကိုရရှိစေတဲ့အပြင်အဝါလွန်ယောဂအသက်ကြီးလာတဲ့အမျှအဝါလွန်တတ်တဲ့ယောဂတွေကိုပါကြိုတင်ကာကွယ်ပြီးသားဖြစ်ပါတယ်ကျမ်းမာလှပနုပြိုခြင်းရဲ့နောက်ဆုံးလှုပ်ဝက်ချက်တစ်ခုကဘာလဲဆိုလို့ရှိရင်တရားထိုင်ပေးတာပါနိုင်ဝက်ခန့်မနှညာကိုကြိုက်တဲ့အချိန်မှာနိုင်ဝက်ခန့်တရားထိုင်ပေးခြင်းဟာကိုယ့်ရဲ့ခန္ဓာကိုယ်ရောစိတ်ရောကိုပါအနာရစေတဲ့အပြင်ကုသိုလ်တရားတွေလည်းပွားများစေတယ်ပြီးတော့ခန္ဓာကိုယ်ဝင်လေထက်လေရှုတဲ့အတွက်ကြောင့်ကျမ်းမာရေးနဲ့ပို့ပြီးညီညွတ်